ဆိုတော့အစဲတန်ဆုံးစုမောင်ငွေပုဖြေပါမယ်ဖျားတက္ကကြီးကျင့်စိုးလက်ထက်မြန်မာနိုင်ငံမှာအပေါ်ဆုံးကပါလေ စစ်ဘေးဒုက္ခတွေပါဆရာမ မှန်ပါတယ်နောက်မေးခွန်းတစ်ခုထပ်မေးပါမယ်ဖျားတက္ကကြီးကျင့်စိုးလက်ထက်မြန်မာနိုင်ငံမှာစောက်ရှက်မရှိတဲ့လူတွေကဘယ်သူတွေလဲ ဘောမအမှုပညာရှင်တွေပါဆရာမ မှန်ပါတယ်ကဲဒီတစ်ခါငှက်ပြောသီးစားမောင်မနာနာဖြေပါမယ်ဖျားတက္ကကြီးကျင့်စိုးလက်ထက်မြန်မာနိုင်ငံမှာဘာတွေတိုးတက်သွားလဲ ကုန်ရင်းနှုန်းနဲ့လူမှုဒုက္ခပါဆရာမ မှန်ပါတယ်နောက်တစ်ခုမေးပါမယ်နေဘူးတော်မှာကျင်စိုးမအိမ်လို့တဲ့ဖရားရဲ့ဘွဲ့အမိကဘာလဲ စမိုင်းလင်းပါဆရာမ မှန်ပါတယ်မြန်မာနိုင်ငံမှာဖရားเจ้าကံပေါ်များသလိုနောက်ထပ်အပေါ်များဆုံးအရာကဘာလဲ လက်နက်ကင်တက်ဖွဲ့ပါဆရာမ မှန်ပါတယ်ကဲဒီတစ်ခါအမြဲတမ်းစစ်မောင်သားစစ်ကိုမေးပါမယ်မြန်မာနိုင်ငံမှာစော်ကြည့်ပြီးစော်3-4ယောက်တစ်ပြိုင်နဲ့ထားခြင်းဘယ်လိုလုပ်ရပါသလဲ PDF လောက်ရပါတယ်ဆရာမ မှန်ပါတယ်ကဲနောက်တစ်ခုထပ်မေးမယ်မြန်မာနိုင်ငံမှာအယိုးရင်းစားပြီးဟောင်ဆိုဟောင်တိုက်ဆိုကြိုက်တဲ့အဖွဲ့ကဘာအဖွဲ့လဲ မျိုးချစ်အဖွဲ့ပါဆရာမ မှန်ပါတယ်စောက်ပေါ်စတိုင်အောင်ခန့်ပိုင်ဖြေမယ်အောင်ခန့်ပိုင်ဖြေမယ်မြန်မာနိုင်ငံမှာနာမည်ကြီးဆက်လီဖြစ်ချင်ရင်ဘာလုပ်ရပါသလဲ စောက်ပေါ်လောက်ရပါတယ်ဆရာမ မှန်ပါတယ်နောက်တစ်ခု social media မှာ follower တိုးချင်ရင်တော်တော်ကောင်းပုံစံဖမ်းချင်ရင်ဘယ်လိုလုပ်ရပါသလဲ ပတ်စံလူပြပြီးဗီဒီယိုရိုက်တင်ရပါတယ်ဆရာမ မှန်ပါတယ်